အားလုံးပဲမင်္ဂလာပါ United ဖော်မှာကြိုးဆိုပါရစေ United အသင်းကတော့ Europa League ပွဲစဉ်ဖြစ်တဲ့ Final ဒုတိယအကြောမှာတော့ Bilbao ကလပ်ကို Old Trafford မှာလက်ခံကစားပြီးတော့ 4-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့နှစ်ကြောပေါင်းရလဒ် 7-1 နဲ့ Europa League Final ကိုထိုက်တဲ့တည်းမဲ့တက်လန်းသွားနိုင်ခဲ့တာပဲဖြစ်တယ်။ဒီပြ Amorim Bilbao ကလပ်နဲ့ခြေပံကစားမဲ့ပွဲမှာ3-2 ဆိုတဲ့ကစားကွက်မှာပွက်ထွက်လာတဲ့ကစားသမားတွေကိုကြည့်ရမယ်ဆိုရင်တော့ဂိုးသမားနေရာမှာတော့ Andre Onana ပဲပြန်လဲပါဝင်ပြီးတော့တနာဘက်3ယောက်မှာတော့ Lindelof ရဲ့ Harry Maguire ရဲ့ Lanzini ရဲ့။တစ်ဖက်မှာတော့ Mazraoui နဲ့ပွက်ထွက်တကူကိုပွက်ထွက်လာခဲ့ပြီးတော့အဲ့ဒီအသင်းရဲ့ကွင်းလယ်မှာတည်ငြိမ်မှုတွေရရှိနေတဲ့ Casemiro နဲ့ Ugarte ကိုတွဲပြီးတော့ Neo နံပါတ်10နေရာမှာတော့ Garnacho ရဲ့ Bruno Fernandes ရဲ့ပါဝင်ခဲ့တာပဲဖြစ်တယ်။ဒီမှုနေရာမှာတော့ဒီနေ့ပွဲအတွက်ကိုသွေးနိုင်ခဲ့တဲ့ Holland ကတော့ပြန်ပါဝင်ခဲ့တာပဲဖြစ်တယ်။နီးပြ Amorim ဒီနေ့ပွဲမှာလူစားလဲမှုမှန်ကန်ခဲ့တဲ့62မိနစ်လူစားလဲခဲ့တဲ့3ယောက်က United အသင်းတို့ကိုအကျိုးပြုခဲ့တယ်လို့ပြောရင်ပုံမှန်လိမ့်မယ်။အဲ့ဒီထဲမှာ Mason Mount နဲ့ Ahmad ကတော့သွင်းဂိုးတွေသွင်းနိုင်ခဲ့တယ်လို့ဂိုးဖန်သွင်းမှုတွေလည်းပြုလုပ်နိုင်ခဲ့တဲ့ကစားသမားတွေပဲဖြစ်တယ်။ဒီနေ့ပွဲမှာ Mason Mount ကသွင်းဂိုး2ဂိုးသွင်းယူပြီးတော့ Amorim ရဲ့အသင်းမှာတန်ပြဿနာမှာပြန်လဲကောင်းမွန်လာတဲ့ Ahmad ကလည်းဂိုးဖန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့တဲ့ Garnacho ကတော့ဒီပုံစံတိုင်းသာဆက်သွားမယ်ဆိုရင်တော့ United အသင်းရဲ့ယာတီကုန်းမှာရောင်းချမဲ့လူစင်းမှာပေါဝင်နိုင်ခြင်းများတယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ United အသင်းကတော့ Bilbao ကလပ်နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာဘောလုံးပိုက်ဆိုင်မှုတွေ expected goal တွေဂိုးပေါက်ကသွင်းမှုတွေကျွန်တော်တို့သုံးသပ်ကြည့်အောင်။ဒီအသင်းကတော့ Bilbao ကလပ်နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာတော့ဘောလုံးပိုက်ဆိုင်မှုကတော့51ရှိပြီးတော့ Bilbao ကလပ်ကတော့49ထိပဲရှိခဲ့တယ်။ expected goal ကြည့်ရမယ်ဆိုရင်လည်း expected goal က United အသင်းကတော့ 2.19 ထိကိုရှိခဲ့ပြီးတော့ Bilbao ကလပ်ကတော့ 0.81 ထိပဲရှိခဲ့တယ်။ဂိုးပေါက်ကသွင်းမှု17ကြိမ်မှာ United အသင်းက9ကြိမ်တိကျမှုရှိခဲ့တယ်။4ဂိုးထိရရှိခဲ့တယ်။ Bilbao ကလပ်ကိုကြည့်ရမယ်ဆိုရင်တော့ဂိုးပေါက်ကသွင်းမှု17ကြိမ်မှာတစ်ကြိမ်သာတိကျခဲ့တယ်။ United အသင်းကိုအဲ့ဒီတစ်ကြိမ်ကပဲဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။တကယ်ကိုကောင်းမွန်ခဲ့တဲ့ပွဲဖြစ်ခဲ့တယ် United အသင်းကတော့ပထမပိုင်းရလက်ဆိုးဝါးနေခဲ့တာကိုဒုတိယပိုင်းမှာရှေ့ပါဂိုးတွေအနိုင်ဂိုးတွေသွင်းယူပြီးတော့ထက်တဲ့တက်မယ်နောက်တစ်ဆင့်ကိုထက်သက်သွားတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပြရစေ United Football ကမန်ယူသတင်းများကိုနှစ်စဉ်တက်ဆက်ပေးနေတာမို့ like and follow လေးလုပ်ပြီးတော့မြတ်ရက်ခံပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ